continuity ကိုတော့မသိဘဲနဲ့ video editor လုပ်နေတယ်ဆိုရင်ကြောက်ခက်ကလာတာလားလို့အမေးခံရနိုင်ပါတယ်ဆိုတော့ continuity ဆိုတာဘာလဲcontinuity ဆိုတဲ့အသုံးအနှုန်းက video editor မှာဆိုရင်အခြေဆက်မှန်ကန်ခြင်းလို့အဓိပ္ပာယ်တစ်မျိုးဖွင့်လို့ရပါတယ်ကျွန်တော်တို့အခုလက်ရှိဒီကက်ကလေးကိုတစ်ချက်စီထားတဲ့ကက်ကလေးကိုတစ်ချက်ကြည့်ကြည့်မယ်ကြည့်ပြီးတော့ရင် continuity မှန်လားမမှန်ဘူးလားမမှန်တာဘာကြောင့်လဲဆိုတဲ့အားလို့ကျွန်တော်ရှင်းပြပေးမယ် continuity ကိုတော့မသိဘဲနဲ့ video editor လုပ်နေတယ်ဆိုရင်ကြောက်ခက်ကလာတာလားလို့အမေးခံရနိုင်ဆိုတော့ continuity ဆိုတာဘာလဲโอเคဗျာဒီမှာဆိုရင်အခုကျွန်တော်ဖြတ်ထားတဲ့ပုံစံဒီ concept မှန်တယ် storyline လည်းမှန်တယ် storyline ကဘာလဲဆိုတော့ကျွန်တော် continuity ဆိုတာဘာလဲဆိုတော့ပြောပြမယ်ပြောပြပြီးတော့လှည့်လိုက်မယ်လှည့်လိုက်တဲ့အချိန်မှာ keyboard ပေါ်မှာစာရိုက်မယ် keyboard ပေါ်မှာစာရိုက်တဲ့ဟာက monitor screen မှာပေါ်လာမယ်ဒါကျွန်တော်လိုချင်တဲ့ storyline နဲ့ concept ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ edit လုပ်တဲ့အခါမှာ continuity ကနေဆိုတာအောင့်နေတယ်အခုကျွန်တော်ဖြတ်ထားတဲ့ပုံစံက continuity အောင့်နေတယ်ဘာကြောင့်အောက်တာလဲကျွန်တော်တစ်ချက်ပြမယ်နော်ဒီမှာဆိုရင်ကျွန်တော်လှည့်လိုက်ပြီဆိုတာဘာလဲကျွန်တော်လှည့်လိုက်ပြီလှည့်လိုက်ပြီး keyboard ပေါ်မှာလက်ရောက်သွားပြီဒီမှာကရှေ့ကပ်မှာက keyboard ပေါ်မှာလက်ရောက်သွားပြီနောက်ကပ်မှာက keyboard ပေါ်မှာလက်ရောက်မနေသေးဘူးအခုမှဝင်လာတာဟုတ်တယ်နော်ဒါဆိုရင်ဒါ continuity အောက်တယ်လို့ပြောလို့ရတယ်တကယ်တမ်း continuity အခြေဆက်မှန်ဖို့ဆိုရင်ရှေ့ကပ်မှာက keyboard ပေါ်ကိုလက်တင်လိုက်ပြီးချက်မယ်ဖြတ်ချနောက်ကကပ်မှာလည်း keyboard ပေါ်ကိုလက်တင်တင်ခြင်း keyboard ပေါ်ကိုလက်တင်တင်ခြင်းဖြတ် okay ဒါဆိုဒီနားလေးပြန်ကြည့်ကြည့်မယ်ဟုတ်တယ်နော်ဒါလေးကပို့ပြီးတော့ continuity မှန်တယ်လို့ပြောလို့ရတယ် okay ဆိုရင်နောက်တစ်ခုဒီမှာနည်းနည်းရိုက်လိုက်မယ်ဒီအနောက်မှာစာရိုက်နေတယ် okay စာရိုက်နေတယ်ဆိုရင်ဒီအနောက်မှာလဲစာရိုက်နေတယ်ဆိုရင်ဒီမှာကကျွန်တော်တို့အနည်းဆုံးတော့3 4 5လုံးတော့ရေးပြီးသွားပြီဟုတ်တယ်နော်ဒါပေမဲ့အနောက်မှာက CONTI NUNTY ရတဲ့ဟာကို C နဲ့ပြန်စနေတယ်ဆိုရင်ဒါ continuity အောက်နေတယ် continuity အောက်နေတယ်အနည်းဆုံးတော့ကျွန်တော်တို့3 4 5လုံးပြန်ထပ်ပေးရမယ်ပြီးတော့မှဆက်လိုက်ဒါဆိုရင်ဟုတ်လားဒါလေးကပို့ပြီးတော့ continuity မှန်တယ်အဲ့လိုသဘောပေါ့နော်ဆိုတော့ continuity လေးကိုအလေးထားပါ video editing လုပ်တဲ့အခါမှာ continuity ကိုအလေးထားပြီးတော့လုပ်ပါဆိုတော့ရွေချက်ရှိ jump cut လုပ်တာကလွဲရင် continuity ကိုအလေးထားပြီးတော့ video editing လုပ်ပါပေါ့နော် video editing နဲ့ပတ်သက်တဲ့ tip and tricks တွေထပ်ပြီးတော့ပြောပြနေအောင်မှာမလို့အခု channel ကို follow လုပ်ထားပေးခဲ့ပါနောက်ပြီးအတန်းအပ် channel ဆိုရင်ချက်ပေါက်ကိုလာခဲ့ပေးပါ